မင်းကလေးတယောက်ကသူ့အကိုရဲ့စိတ်ဆက်သွဲနေကိုယောက်ျားလေးအင်ဂျီတစ်ထည်ကိုပေါ့ပေါ့ပါပါဝတ်ပြီးတွားခဲ့ပါတယ်။ဒါပေမဲ့သူမဝင်လာတဲ့အချိန်မှာပွဲတက်လာသူအောက်လုံးအံ့အားသင့်သွားကြတယ်။ဘာကြောင့်လဲဆိုတော့သူမဝတ်ထားတဲ့အင်ဂျီကတာမန်အင်ဂျီမဟုတ်ဘူး။ကဘာပေါ်မှာတစ်ထည်တည်းပဲရှိတဲ့ဈေးအရန်ကြီးပြီး limited edition အင်ဂျီဖြစ်နေလို့ပါ။ဒီအကြောင်းကိုသိသွားတဲ့အချိန်လူအားလုံးကဘေးမှာထိုင်နေတဲ့ Prince ကိုကြည့်လိုက်ကြတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအင်ဂျီမျိုးကိုဝယ်တိုင်းတဲ့သူကသူတယောက်တည်းပဲရှိတာပါ။လူတွေမေးခွန်းထုတ်နေကြတော့မှာပဲမကောင်းတဲ့မိန်းကလေးတယောက်ကသူမအရှက်ပြတ်လို့လုပ်ဖို့ကြံစည်လာပြီးဒီအင်ဂျီကိုဝယ်တဲ့သူကအထဲမှာသူ့လက်မှတ်ချန်ထားတတ်တယ်လို့လူအများရှိမှပြောလိုက်ပါတယ်။ပြီးတော့အတင်းအကျပ်မိန်းကလေးရဲ့အင်ဂျီကိုချွတ်ဖို့ကြိုးစားလာတယ်။ဒီအခြေအနေကိုမြင်သွားတဲ့အချိန်မိန်းကလေးရဲ့အကိုကရှေ့တက်လာပြီးတားဆီးဖို့လှုပ်လိုက်ပေမဲ့သူစိတ်ဆက်ထားတဲ့မိန်းကလေးကသူ့ကိုတားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Prince ကရုတ်တရက်ရှေ့တက်လာပြီးမကောင်းတဲ့မိန်းကလေးကိုအပြင်းထန်တွန်းဖယ်လိုက်ပါတယ်။ဒါကိုမြင်သွားတဲ့စိတ်ဆက်ထားသူမကPrince အကျန်းစိတ်ဆိုးနေတာကိုချက်ချင်းသဘောပေါက်သွားပြီးအကြောင်းပြချက်ရှာကသူမရဲ့မိတ်ဆွေကိုအပြင်းပါခေါ်ထုတ်သွားပါတယ်။ဒါပေမဲ့အပြင်းထွက်ရောက်တဲ့အချိန်မှာချမ်းသာတဲ့လူငယ်တွေကိုတွေ့သွားပြီးသူမရဲ့စိတ်ထဲမှာမကောင်းတဲ့အကြံတစ်ခုပေါက်လာတယ်။မိန်းကလေးကိုနှင်းချခြင်းလို့ချိုးသားတဲ့စကားတွေနဲ့အဲ့ဒီလူငယ်တွေကိုကိုယ့်ဘက်သို့ဆွဲခေါ်လိုက်ပါတယ်။တစ်ဖက်မှာတော့မိန်းကလေးကသူ့အကူနဲ့အတူစားတောက်နေတုန်းမှာစားတောက်သွေးတစ်ကောက်ကဝိုင်းခွက်တစ်ခွက်လာပြီးတယ်။သူမဝိုင်းတစ်မောက်တောက်လိုက်တဲ့အခါကိုလက်အားနဲ့လာပြီးတခုခုမမှန်ဘူးဆိုတာချက်ချင်းသိသွားပါတယ်။ဒါကြောင့်အကြောင်းပြပြီးအင်သားဘတ်ကိုတွားလိုက်ပေမဲ့အပြင်းထွက်လာတဲ့အချိန်မှာစားတောက်တွေတယောက်ကအတင်းဆွဲခေါ်ပြီးအခန်းတစ်ခန်းထဲကိုဆွဲခေါ်ဖို့ကြိုးစားလာတယ်။မိန်းကလေးကအားထုတ်ပြီးလွတ်မြောက်အောင်ကြိုးစားပြီးအသက်ရှင်ဖို့အပြေးထွက်လာပါတယ်။အဲ့ဒီအချိန်မှာပဲ Prince နဲ့တိုင်မိသွားပြီးသူ့ကိုကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ Prince ကသူမရဲ့အခြေအနေကိုအခွင့်ကောင်းမယူဘူး။ဘာကြောင့်လဲဆိုတော့သူမကအကိုကိုချစ်နေတယ်လို့ Prince ကထင်ထားလို့ပါ။အမှန်တော့မိန်းကလေးကကလေးဘွားတုန်းကမိသားစုကစွန့်ကစ်ခဲ့လို့လမ်းဘေးမှာထိုင်ပြီးငုံနေတော့ရှင်မိသားစုရဲ့အငယ်ဆုံးသားကသူမကိုတွေ့ပြီးခေါ်ယူဆောင်ရှောက်ခဲ့တာပါ။အဲ့ဒီနေ့ကစပြီးသူမဟာရှင်မိသားစုရဲ့မွေးစားသမီးဖြစ်လာခဲ့တယ်။အကိုကအယံဂယုစိုက်ပေးဟဲလို့သူမစိတ်ထဲမှာအကိုကကိုချစ်နေတယ်လို့အလွဲသဘောထားလာခဲ့တယ်။သူမကြီးလာတဲ့အချိန်မှာလူမှုအတိုင်းဝိုင်းထဲမှာမကောင်းတဲ့သတင်းအမြင်တွေပြန့်နှံ့လာပြီးမိန်းကလေးကအကိုကိုချစ်နေတယ်လို့လူတွေပြောဆိုလာကြတယ်။ဒီအရာကြောင့်ရှင်မိသားစုရဲ့အမေကမိသားစုဂုဏ်သိက္ခာကိုကာကွယ်ဖို့မိန်းကလေးကိုနိုင်ငံပို့လိုက်ပါတယ်။၃နှစ်ကြာတဲ့နောက်အကိုဆေးဆက်မယ်ဆိုတဲ့သတင်းကိုကြားသိတဲ့အချိန်သူမသားနိုင်တော့ပဲပြန်လာခဲ့တယ်။အကိုကိုတွေ့လိုက်တဲ့အချိန်အရင်ကဝမ်းနည်းမှုအကုန်ပျောက်သွားပြီးစိတ်လုံးဝပျော်ရွှင်သွားပါတယ်။ဒါပေမဲ့အကိုရဲ့ဆေးဆက်ထားတဲ့မိန်းကလေးကိုမြင်လိုက်တဲ့အခါစိတ်ထိခိုက်ပေမဲ့အကိုပျော်နေဖို့မယ်လိုလားလို့မျက်နှာပေါ်မှာပြုံးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူအချို့ကသူမနဲ့အကိုအကြောင်းမကောင်းတဲ့စကားတွေပြောဆိုလာကြတယ်။ဒီလိုစော်ကမ်းမှုကိုမိန်းကလေးမခံနိုင်တော့ပဲသူတို့ကိုတန်းတန်းမှန်မှန်လက်ပါလိုက်ပါတယ်။အခုနောက်ပိုင်းမှာဘာတွေဖြစ်လာမလဲ